လုံးပဲမင်္ဂလာပါဒီနေ့ကတော့တန်းနာဆရာညမလေးပျောက်ဆုံးသွားတဲ့အကြောင်းလေးကိုသင်ဆက်တော့မှာဖြစ်ပါတယ်။ဟာငါလည်းပြီးလိုက်ကြမမဖေပြောင်းနေရမကြည့်။အာခြံရက်သွားကြည့်ရမယ်။မမဖေရောက်မမရေမမရေမမလေးမရှိပါလား။မမရဲ့မရှိဘူးမမပဲပြောင်းနေရလေအာမမအပြင်မြန်ရှောက်ထွက်လာမသိဘူးပြင်လိုက်သွားကြည့်အောင်ပါပါဘယ်ရောက်နေရလဲဝါကလေးလေးကိုငါစားပြင်မယ်ထုတ်ကလေးမလေးနင်ဘသူအိမ်မှာနေရလဲငါဖုန်းနဲ့မပေးလိုက်မပေးပါဘူးဦးလေးသမီးကဘာလို့ပေးရမှာလဲသမီးမမရှာနေတာပါဦးလေးရဲ့ပေးနော်မပေးလို့ရှင်နင်ငါသစားပြင်းမှာနော်ငါမပေးခြင်းဘူးဘောရတယ်နင်ငါဖမ်းသွားမယ်ဒီကလေးကိုအိတ်သေးတိုက်ပြီးွားရဆိုတော့ငါခေါ်ပြီးကလေးကြရင်ရမ်းတက်လိုက်တော့ဒီဟုတ်တယ်တကယ်ကြီးရဲ့ဟဲ့ခဏငါညမအိမ်မှာရှီရောလားမသိပါဘူးစိတ်ညစ်ပါတော့ပြန်ကြည့်လိုက်အောင်တုံဟဲ့ညမလေးတရားဝါလေညမလေးမခွဲကျမညမလေးတို့မရလားမတွေ့မိဦးမညမလေးမကြည့်ကြမမကျိုးပါအပိုင်း3မျိုး